အတွက်ပြုစုပေးနေတယ်ဒီမုန်တိုင်းများဟူမူပါဘူးမြင်နေသည်များဟာခေတ္တခဏပဲဖြစ်တာတေချာပိုင်းချပြီးတည်တယ်သခင်ပေးရတဲ့ကားတိုင်းကိုထမ်းကလက်စုံထိတိုင်းသွားမယ်ကျွန်တော်ရဲ့မြဲရဲ့သခင်တော်ပေးမယ်နေကိုမျောလေးရဲ့သက်ရှင်မယ်စမတို့တယောက်ချင်းဆိုင်ရဲ့အသက်တာတွေမှာလေဘုရားကောင်းမြတ်တယ်လို့ပြောနေပေမဲ့မုန်တိုင်းတွေလာတဲ့အခါမှာဘုရားအနားမှာမရှိတော့ဘူးလို့ထင်တဲ့အချိန်တွေရှိနေတယ်။ဒါပေမဲ့ဘုရားကဒီလိုဂရုပေးထားတယ်။ငါဒီတင့်ကိုမစွန်းတင့်ကိုအလင်းပြည့်ပြည့်မထားဘူးလို့ဂရုပေးတဲ့ဘုရားရှင်ဖြစ်တယ်။ငါကမနေရတဲ့နောင်ကာလမပြောင်းလဲဘူးလို့ဂရုထားတဲ့ဘုရားရှင်ဖြစ်တယ်။အာမင်။ဒါဆိုဒီအခက်ခဲဆုံးအချိန်တွေအနှိမ့်ချဆုံးအချိန်တွေအပြစ်တင်ခံရဆုံးအချိန်တွေထဲမှာဘုရားအတူတူရှိနေဆိုတဲ့အရာကိုယုံကြည်စိတ်ချပါအာမင်။နောက်ဒီရှင်ကိုနောက်တစ်ခါတော့ဒီဆိုရအောင်ကိုရောကောင်းကြီးတွေကောင်းကင်ခြေတွေတက်များပြားတွေဆိုတဲ့အရာကိုကျွန်တော်ဝန်ခံပါမယ်။တသားနဲ့မဖြစ်နေလဲကျွန်တော်ဝန်ခံပါမယ်လို့ပြောကြရအောင်ဟာလေလုယာ။ကိုရောကောင်းကြီးတွေကောင်းကင်ခြေတွေတက်များလုံးပါတယ်ဝန်ခံတာနဲ့အချင်းနေနဲ့တသားနဲ့ဖြစ်မနေလဲကြုံလာမယ့်ပြဿနာများကိုသခင်ချစ်နေရင်ဆိုင်လိုက်မယ်ယုံကြည်တဲ့အရာရာတိုင်းကျွန်တော်ရဲ့အကျိုးအတွက်ပြုစုပေးနေတယ်ဒီမုန်တိုင်းများဒီမုန်တိုင်း